3ချက်ကိုမသိဘဲနဲ့တော့ဆိုတော့ဂျပန်ကိုသွားဖို့မကြိုးစားပါနဲ့เนาะပြီးရင်ဆိုတော့ဒီအချက်3ချက်ကိုမလိုက်နာနိုင်ဘူးဆိုရင်လည်းပဲကိုဂျပန်သွားမယ်ဆိုတဲ့ရည်မှန်းချက်ကိုအကောင့်ထဲမဖော်ပါနဲ့ဒီအချက်3ချက်ကိုမသိဘဲနဲ့ဆိုတော့ဂျပန်ကိုသွားဖို့ဆိုတော့ကြိုးစားနေတယ်ဆိုရင်တော့ဆိုတော့ဒီတောနက်တစ်ခုထဲမှာပေါ့နော်ဆိုတော့ဒါမြေပုံမပါဘဲနဲ့ဒါသွားနေရတဲ့လူတစ်ယောက်လိုပဲကိုမြင်အောင်ကြည့်လိုက်ပါเนาะဆိုတော့ခီးရရောက်မှာမဟုတ်တော့ဘူးเนาะအဲ့တော့လူလာထက်ပိုပြီးအချိန်ကြီးကြာသွားနိုင်တယ်ဟုတ်ပြီအဲ့တော့ဆိုဒီဗီဒီယိုထဲမှာចောင်းသားတွေအကုန်လုံးကိုသိသိချင်းတဲ့အချက်3ချက်ရှိတယ်အချက်3ချက်ကဘာတွေလဲဆိုရင်ပထမဆုံးတစ်ချက်အနေနဲ့စန်စေးကိုအမေးများတာเนาะစန်စေးကိုအမေးများတာဘာလဲဆိုရင်စန်စေးအင်တာဗျူးကဘယ်နှကြိမ်ထည့်ပေးတာလဲဟုတ်ပြီเนาะအဲ့တော့စရုပ်ကအင်တာဗျူးကဘယ်နှကြိမ်ထည့်ပေးရဆိုရင်အင်တာဗျူးက3ကြိမ်ထည့်ပေးတယ်အဲ့ဒီ3ကြိမ်မှာចောင်းသားတွေအနေနဲ့စရုပ်ကသိထားရမယ့်အချက်လက်က first time ဖြည့်တဲ့အခါမှာစရုပ်က free ဖြစ်သွားတယ်เนาะကျသွားတယ်ဆိုရင် second time ထပ်ပြီးတော့ဖြည့်ခွင့်ရှိတယ်ဒီ second time ထပ်ဖြည့်လို့ free ဖြစ်ပြီးထပ်ကျသေးတယ်ဆိုရင်စရုပ်ကနောက်ဆုံး3ကြိမ်အထိကို interview ဖြည့်ခွင့်ရှိတယ်เนาะအဲ့တော့ interview မှာ3ကြိမ်လုံးเนาะစရုပ်ကဒါလုံးဝဆွဲခေါ်လို့မရလို့အထိစရုပ်က interview ကို3ကြိမ်လုံး free ဖြစ်တယ်ဆိုရင်တော့ဒါ3ကြိမ်အထိကျနေပြီဆိုရင်တော့ဒါဒီចောင်းသားကရိုးရိုး free မဟုတ်ဘဲနဲ့စရုပ်ကဒါ permanent free ဖြစ်သွားပြီเนาะ permanent free ဖြစ်သွားရင်လုံးဝလက်မခံတော့ဘူးပေါ့เนาะအဲ့တော့သူတို့က interview ကိုဘယ်နှကြိမ်ထည့်ပေးတာလဲလို့မေးတယ်မနာဆန်တို့3ကြိမ်ပဲထည့်ပေးပါတယ်3ကြိမ်ထည့်ပေးတယ်ဆိုပေမဲ့လည်းတစ်ကြိမ်ပဲစလို့ကကြာကောင်းကြာနိုင်တယ်ပေါ့နော်အဲ့တော့တစ်ကြိမ်ကြာတဲ့ចောင်းသားကတော့second time ဒုတိယကြိမ်မှာမဖြစ်မနေဆိုကြိုးစားကြတာများတယ်ចောင်းသားတွေကနော်အဲ့တော့ဆိုတော့ဘယ်နှကြိမ်ထည့်ပေးရလဲလို့လာပြီးမေးတဲ့ចောင်းသားတွေကကြတော့စလို့ကပို့ပြီးတော့ကြိုးစားပါနော်အဲ့တော့3ကြိမ်ထည့်ပေးတယ်ဆိုပြီးတော့အခွင့်အရေးကို3ကတော့မယူပါနဲ့နော်ဟုတ်ပြီဒါကတော့စလို့ကပထမအဆုံးចောင်းသားတွေအများဆုံးမေးတဲ့မေးခွန်းနော်ဟုတ်ပြီအဲ့တော့ဒုတိယမေးခွန်းကဘာလဲဆိုရင်ဂျပန်သွားဖို့အတွက်အချိန်ကာလဘယ်လောက်ကြာမြင့်မှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးမယ်အဲ့တော့ဒီအချိန်ကာလကြာမြင့်တဲ့အခါမှာဆိုတော့တယောက်နဲ့တယောက်ကသွားတဲ့နီးလန်းတွေလည်းမတူဘူးသူတို့ကစူးစမ်းပုံစူးစမ်းနည်းလည်းမတူဘူးအဲ့တော့တူညီတာတစ်ခုပဲရှိတယ်အဲ့တူညီတာကဆိုတော့အင်တာဗျူးကိုတစ်ခွဲတည်းထည့်ပေးတဲ့အခါမှာကိုယ့်ပေါ်မှာပဲမူတည်တယ်เนาะအဲ့တော့ကိုယ့်ပေါ်ចောင်းသားပေါ်မှာပဲမူတည်တယ်အဲ့တော့ចောင်းသားတွေအနေနဲ့အင်တာဗျူးမှာတစ်ခါတည်းဖြေလို့တစ်ခါတည်းအောင်ရင်တော့ဆိုတော့နောက်ထပ်တစ်ဆင့်ကိုထပ်ပြီးတက်လို့ရမယ်เนาะအဲ့လိုမျိုးပဲနဲ့ဆိုတော့အင်တာဗျူးတစ်ခါဖြေတဲ့အခါမှာတစ်ခါကြားရတယ်ဆိုရင်တော့ဒါနောက်ထပ်တစ်ဆင့်အတွက်ကိုကရှေ့တလန်းနောက်ကျသွားပြီပေါ့เนาะအတူတူဖြေတဲ့လူရှင်းထဲမှာကိုကကြားတယ်ဆိုရင်တော့ဒါရှေ့တလန်းနောက်ကျတယ်ဒါဆိုရင်တော့သူတို့ကအချိန်ကာလကသူတို့တူညီနိုင်မှာမဟုတ်ဘူးသူတို့ကဒါကတော့တစ်ပိုင်းနောက်တစ်ပိုင်းကကျတော့သူတို့ကသွားတဲ့လမ်းကြောင်းချင်းမတူဘူးအဲ့တော့ကိုကဒီမှာပဲသူတို့ကအင်တာဗျူးအောင်ပြီးတော့ဒီကနေပဲသူတို့ကဒီ agency ကနေပဲသွားမှာလားဒါမှမဟုတ်သူတို့အင်တာဗျူးအောင်ပြီးနောက်ပိုင်းမှာကိုကတခြားဘယ်လိုလမ်းကြောင်းနေနဲ့သွားမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါသူတို့ကသွားတဲ့ပုံမှာမူတည်တယ်အဲ့တော့သူတို့ကဒါတွေကလည်းအသေးစိတ်ပေါ့နော်ဒါဆို step by step လေ့လာထားဖို့လိုအပ်တယ်နောက်တစ်ခုအနေနဲ့နောက်ဆုံးမေးခွန်းအနေနဲ့ကကြတော့သူတို့အများဆုံးမေးတာပေါ့နော်စသေးကန့်ဝင်ရတာလားကန့်မဝင်လို့မရဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောပြပေးမယ်နော်အဲ့တော့ဆိုတော့ကန့်ကဝင်လားဝင်ရပါတယ်ကန့်ဝင်ရပါတယ်နော်ဆိုတော့ကန့်က agency အခု20မှာဆိုရင်18ခုလောက်ကမဖြစ်မနေဝင်ရပါတယ်ဘာလို့ဝင်ရလဲဆိုရင်ကန့်က